အားလုံးပဲမင်္ဂလာပါအခုကကျွန်တော်ဒီ move OBB ကိုထန်ကြီးပြောပြပေးတော့မှာဖြစ်ပါတယ် move OBB ထဲမှာ auto headshot အကုန်ပါပါတယ်ဟုတ်လား IPV ပါပါတယ် channel လိုချင်တော့ကျွန်တော် channel မှာစာပို့လို့ရအောင်တစ်ခုလုပ်ပေးရမယ်ပေါ့နော်အမှလိုချင်တာရှိလာတောင်းလို့ရတယ်ဒီတော့ကျွန်တော် Telegram မှာဒီ1နဲ့2 OBB ထည့်ပေးထားတယ်1ကကျတော့ game ဝင်နေထည့်ပြီးတော့ဒီ2ကကျတော့ game ကို game နဲ့ရောက်မှထည့်ရမယ်ပေါ့နော်ဒီတော့ကျွန်တော်1ကိုထည့်ပါမယ်1ကို copy ယူပြီးတော့ကျွန်တော်ဒီနေရာမှာ talent ID ကိုတစ်ချက်ဝင်ပြီးတော့ image နဲ့ replace နှိပ်ခိုင်းရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော် game နဲ့ဝင်ရပါတော့ဒီတော့ကျွန်တော် game နဲ့ရောက်ပြီပေါ့နော်ဂိမ်းနဲ့ရောက်ပြီဆိုလို့ရှိရင်ဒီမှာ sanctuary center ကိုတစ်ချက်သွားလိုက်ပါ Okay sanctuary center ကိုရောက်ပြီဒီမှာဖုန်းကြီးနဲ့ထွက်ပြီးတော့2ကိုထည့်ပေါ့နော်2က sanctuary center ကိုရောက်ဝင်ပြီးမှထည့်ပါအဲ့တော့2ကိုတစ်ချက်ထည့်လိုက်မယ်ဆိုတော့လိုပဲ apply to all file ကိုအမှန်ကြီးချစ်ပြီးတော့ replay နေတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့2ထည့်ပြီးသွားပြီ2ထည့်ပြီးသွားရင်ဆိုရင်ကျွန်တော် gain ကိုတစ်ချက်ပြန်သွားလိုက်ပဲထည့်ပြီးသွားရင်ဆိုတော့ထွက်လာမယ်ပေါ့နော် sanctuary center ရဲ့အနေနဲ့ဒီအားကျွန်တော်တို့လည်းတစ်ခုပဲလုပ်ရရှိတယ်နော်ဟုတ်ပါကြိုက်တဲ့ပွဲကိုစလိုက်ပါပွဲစပြီးတော့လေ gain နဲ့ရောက်လို့ပွဲမစခင်လေရင်ကွင်းပါပေါ့နော်အဲ့ဒီမှာ home key နဲ့တစ်ချက်ပြန်ထွက်ပြီးတော့1ကိုပြန်ထည့်လိုက်ပါဟိုအဲ့ဒါဆိုရင်အခုပြောရအောင်ဒီကောင်ကကျွန်တော်တို့နေ headshot တွေပါတော့အမှန်ပြင်းတယ်ဒါမျိုးမရရင်ဖြစ်တယ်ကျွန်တော်တီလီယံပြစ်မလားဘာပြစ်မလားဘာလို့တော့တီးလို့ရတယ်ဒီလိုဆုံးဖြတ်ကြည့်လို့ကြည့်လို့ကြတယ်